မင်္ဂလာပါရှင်ကျမတို့ Future Myanmar Construction ရဲ့ customer များနဲ့ Future Myanmar Construction ရဲ့ page ကိုကြည့်ရှုပေးနေတဲ့လူချင်းများအားလုံးမင်္ဂလာပါကျမတို့အခုအကီတာမြို့နယ်နှစ်တောင်ရက်ကွက်မမြင့်နှစ်လမ်းမှာတည်ဆောက်ထားတဲ့18ပေ48ပေနှစ်ထပ်ခွဲ RCC structure အဖြူအောင်အဆောက်အဦလေးနဲ့လူချင်းမျိုးကိုမိတ်ဆက်ပေးကြပါရရှင်ဒီအိမ်လေးကတော့ပေ20ပေ60ကျယ်ဝန်းနဲ့ခြံဝန်းလေးထဲမှာတည်ဆောက်ထားပြီးတော့အိမ်လေးက18ပေ48ပေနှစ်ထပ်ခွဲ RCC structure အဆောက်အဦလေးပဲဖြစ်ပါတယ်အိမ်လေးရဲ့ဒီဇိုင်းကာလာကတော့အင်ရှင်ရဲ့စိတ်ကြိုက်ကာလာဖြစ်တဲ့အဖြူအောင်ဆေးလေးတွေကိုတင်ထားပြီးတော့ကွန်ကရစ်ဘလောက်လုံးလေးတွေကျိုးလိုင်းလေးတွေနဲ့အခါဆင်ပေးထားပါတယ်စင်ဝင်ရဲ့တစ်ဖက်ချက်မှာတော့ရွှေလာငွေလာလေးတွေနဲ့အခါဆင်ပေးထားပါတယ်အိမ်လေးရဲ့ main door ကိုတော့ပြင်ကလေးကြီးပေါင်းကျွန်းတကောက်ရဲနဲ့လုပ်ပေးထားပါတယ်ရှင်ကျမနဲ့တူတူအိမ်လေးတွေကိုဝင်ကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်ဒီအိမ်လေးရဲ့မြင်မြင်တက်မှာဆိုရင်Egan, master bed, dining room နဲ့ kitchen room ဆိုပြီးတော့အခန်းလေးကန်ပါဝင်တာဖြစ်ပါတယ်။တိမ်လုံးရဲ့ကျန်းကင်းတွေကိုတော့ SPC benign floor နဲ့ခင်းပေးထားတာဖြစ်ပါတယ်။ Egan လေးရဲ့အကျယ်ဝန်းက12ပေ18ပေကျယ်ဝန်းပြီးတော့ကျယ်ဝန်းတဲ့ Egan လေးနဲ့လိုက်ဖက်တဲ့ဗီဒီမောက်ကြယ်လေးတွေကိုလည်းတက်ဆင်ပေးထားပါတယ်။မျက်နှာကျက်ဒီဇိုင်းကိုလည်းအင်ရှင်ရဲ့စိတ်ကြိုက်ဒီဇိုင်းစတိုင်းဖန်တီးပေးထားပါတယ်ရှင်။ Egan ရဲ့ကလေးမှာကျယ်ဝန်းတဲ့ရှောင်းလန်းလေးရှိပြီးတော့ဒီမှာခင်းပေးထားတဲ့ SPC ရာဆိုရင်ကျမတို့ရှိမှာလူကျက်အများဆုံးဒီဇိုင်းလေးဖြစ်ပါတယ်။ကျမနဲ့တူ master bedroom လေးကိုတစ်ချက်ကြည့်ကြအောင်နော် master bedroom လေးရဲ့စိတ်ကလာကိုတော့အင်ရှင်ရဲ့စိတ်ကြိုက်စိတ်ကလာလေးလုပ်ပေးထားတာဖြစ်ပါတယ်မျက်နှာကျက်ဒီဇိုင်းကိုလည်းအင်ရှင်ရဲ့စိတ်ကြိုက်ဒီဇိုင်းလေးလုပ်ပေးထားပါတယ် master bedroom ရဲ့ထုံးစံအတိုင်းဒီချိုးကန်အိမ်နာလေးလည်းတွဲလျက်ပါဝင်ပါတယ်ဒီနေ့မှာတခြားအိမ်တွေနဲ့မတူတာကတော့kitchen room တည်တဲ့ dining room တည်တဲ့လေးပြုလုပ်ပေးထားဖြစ်ပါတယ်။ dining room လေးရဲ့အကျယ်ဝန်းက9ပေ12ပေကျယ်ဝန်းပါတယ်။ dining room လေးရဲ့ဘေးမှာဗီဒီမောက်လေးလည်းဆင်ပေးထားပါတယ်။ kitchen room မှာဆိုရင် kitchen counter လေးကိုကြဲကြဲလေးပြုလုပ်ထားပေးပြီးတော့နှစ်ပေပတ်လည်းကြွေပြားလေးတွေကပ်ပေးထားပါတယ်။ steam basin လေးလည်းဆင်ပေးထားပါတယ်။ kitchen room ရဲ့ကျန်းကင်းလေးတွေကိုတစ်ပေပတ်လည်းကြွေပြားလေးတွေကပ်ပေးထားပါတယ်။နောက်ဖိထက်ပေါက်တကားလေးကိုလည်းကီလိုကြီးပေါင်းကျွန်းတကရွက်နဲ့ဆင်ပေးထားပါတယ်။ kitchen room ရဲ့တစ်ဖက်ခြမ်းမှာ toilet တည်တဲ့ပရွန်တီတန်ပြုလုပ်ပေးထားပါတယ်။အန်ယူရိုနဲ့မျက်နှာချင်းဆိုင်မှာအပေါ်ဓာတ်ကိုတက်တဲ့လေကားလေးရှိပါတယ်။လေကားလက်ရန်လေးကိုစတီးလက်ရန်လေးနဲ့ပြုလုပ်ပေးထားပါတယ်။လေကားလေးကိုလည်းတက်ရတာပြပြပြဖြစ်အောင်အချို့လှလှဒီဇိုင်းလေးနဲ့ပြုလုပ်ပေးထားပါတယ်။ဒီနေ့ရဲ့ပထမဓာတ်မှာကျယ်ဝန်းနဲ့ဖျားကန်းနဲ့ master bedroom နှစ်ခန်းပါဝင်တာဖြစ်ပါတယ်။ဖျားကန်းမှာဖျားစင်နဲ့လိုက်ဖက်တဲ့မျက်နှာကျက်ဒီဇိုင်းလေးကြောက်ပွင့်ပုံစံဒီဇိုင်းလေးကိုပြုလုပ်ပေးထားပါတယ်မျက်နှာကျက်မှာဒီဇိုင်းအလှလေးလည်းတက်ဆင်ပေးထားပါတယ်ဒီနေ့မောက်တွေအားလုံးကို UPVC glass window တွေတက်ဆင်ပေးထားတာဖြစ်ပါတယ်ဖျားကန်းလေးရဲ့တစ်ဖက်ချက်မှာဝရန်နာကျယ်လေးလည်းရှိပါတယ်ဖျားကန်းကနေဆက်ပြီးတော့ရှောက်လာမယ်ဆိုရင်ပထမ master bedroom လေးကိုတွေ့ရမှာဖြစ်ပါတယ်master bedroom လေးက10ပေ15ပေကျယ်ဝန်းပြီးတော့မိသားစုတစုကောင်းကောင်းနေလို့ရတဲ့ master bedroom လေးပါ။မျက်နှာကျက်ဒီဇိုင်းလေးကိုလည်းဒီဇိုင်းစမ်းလေးပြုလုပ်ပေးထားပြီးတော့လိုက်ပြလှလှလေးတွေတက်ဆင်ပေးထားပါတယ်။ဒီချိုးကအိမ်နာတကားလေးတွေကိုလည်း UPVC ဒိုးလေးတက်ဆင်ပေးထားပါတယ်။ဒီမောက်ကိုလည်းလေဝင်လေးတက်ကောင်းကောင်းရအောင်အလင်းအောင်ကောင်းကောင်းရအောင်ဒီမောက်ကြည်ကြည်လေးတွေဖောက်ပေးထားပါတယ်။ဒီအထက်လေးရဲ့ဒုတိယမြောက် master bedroom လေးကိုကြည့်အောင်။ဒီ master bedroom ရဲ့အကျယ်ဝန်းက17ပေ18ပေကျယ်ဝန်းပြီးတော့ဒီလွှာမှာအကျယ်ဝန်းဆုံးအခန်းလေးလို့လည်းပြောလို့ရပါတယ်။အလင်းရောင်ကောင်းကောင်းရတဲ့အခန်းလေးလည်းဖြစ်ပါတယ်။မျက်နှာကျက်ကတော့ထုံးစံအတိုင်းလှပတဲ့ဒီဇိုင်းလေးတွေနဲ့ကျမတို့ပြုလုပ်ပေးထားပါတယ်။ဒီ master bedroom လေးရဲ့ဒီချူကနံရံလေးတွေကို80နှစ်ကြွပြားလေးတွေကပ်ပေးထားပြီးတော့ကျန်းကင်းလေးတွေကိုလည်းတပေပတ်လေးကြွပြားလေးတွေကပ်ပေးထားတာဖြစ်ပါတယ်။ကျမတို့ရဲ့ထုံးစံအတိုင်းဘိုးတိုင်း basin stand shower လေးတွေနဲ့တက်ဆင်ပေးထားပါတယ်။
ဒီအိမ်လေးရဲ့ပေါ်ဆုံးတက်မှာဆိုရင် living room ကျယ်လေးနဲ့ master bedroom လေးပေါင်းရှိတာဖြစ်ပါတယ်ဒီအိမ်လေးရဲ့ထူးခြားချက်ကတော့အခန်းတိုင်းက master bedroom တွေပဲဖြစ်ပါတယ် living room လေးကနေပြီးတော့အပြင်ဘက်ကိုကြည့်လို့ရတဲ့ဗရဲမောက်ကျယ်ကျယ်လေးတက်ဆင်ပေးထားပါတယ် master bedroom လေးကိုကျွန်မနဲ့အတူတူလိုက်ကြည့်အောင်နော်ဒီခန်းလေးရဲ့ညာဘက်အချမ်းမှာရေချိုးခန်းအင်နာလေးထားရှိပေးထားပါတယ်ဒီခန်းလေးကတအိမ်လုံးရဲ့တခြားခန်းတွေနဲ့မတူတဲ့ထူးခြားချက်လေးကတော့မျက်စိအေးစေတဲ့ light green color လေးနဲ့သုံးပေးထားတာဖြစ်ပါတယ်ဒီအိမ်တအိမ်လုံးမှာဆိုရင်အခန်းတိုင်းခန်းတိုင်းကိုမျက်နှာကျက်ဒီဇိုင်းတွေကိုဒီဇိုင်းဆက်ဆက်နဲ့တစ်ခန်းနဲ့တစ်ခန်းမတူညီအောင်ပြုလုပ်ပေးထားပါတယ်ဒီခန်းလေးရဲ့မျက်နှာကျက်ဒီဇိုင်းကိုလည်းခင်မီလှပတဲ့ဒီဇိုင်းဆက်ဆက်လေးနဲ့ပြုလုပ်ပေးထားပါတယ်မီးပွင့်ဆိုရင်လည်းမီးပွင့်အများများသုံးပေးထားပါတယ်အပေါ်ဆုံးတဲ့ရှောင်းလန်းလေးကနေထွက်လာပြီဆိုရင်ဝရန်တာကျယ်လေးကိုတွေ့ရမှာဖြစ်ပါတယ်။ဝရန်တာကျယ်လေးကိုတပိပတ်လေကြပြားလေးတွေအပြည့်ခင်းပေးထားပါတယ်။ဒီအိမ်လေးရဲ့ဒီဇိုင်းက modern နဲ့ classic ရောထားတဲ့ဒီဇိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့အဖြူအောင်စီးတွေနဲ့အများဆုံးသုံးပေးထားပါတယ်။မိသားစုညဘက်အနားယူခြင်းနဲ့ဆိုရင်ပဲဖြစ်ဖြစ်ပါတီလေးလုပ်ခြင်းနဲ့ဆိုရင်ဖြစ်ဝရန်တာလေးမှာအနားယူလို့ရအောင်ဘောလက်မီလေးတွေစလက်မီလေးတွေနဲ့တိုင်မီအလှလေးတွေအများကြီးတက်ဆင်ပေးထားပါတယ်။ဝရန်တာလေးရဲ့ဒီဇိုင်းကိုလည်း classic နဲ့ modern ရောဆက်ထားတဲ့ဒီဇိုင်းလေးနဲ့ပြုလုပ်ထားပါတယ်ရှင်။construction ရဲ့မိဟောင်းမိတ်တင်များနဲ့ကျမတို့ရဲ့ page လေးကိုကြည့်ရှုပေးနေတဲ့လူကြီးများအားလုံးရှင်ကျမတို့ရဲ့ဒီအင်္ဂလိပ်ရဆိုရင်ဖြင့် page 20 page 60မြေကွက်ပေါ်မှာတိစောက်ထားပြီးတော့18 page 48 page ကျယ်ဝန်းနဲ့နှစ်ထပ်ခွဲ RCC structure အစာအုပ်လေးပါဒီအိမ်လေးကိုရေမီးစီမျက်နှာကျက်ကြွေပြပါတီအပိအသင့်တက်နေရုံအနေထားနဲ့ဆိုရင်ယခုလက်ရှိမှာ3000ဝန်းကျင်ကုန်ကြမှာဖြစ်ပါတယ်ဒီကျမတို့အနေနဲ့လုံချင်းအိမ်ထလှလေးတွေတိစောက်ခြင်းနဲ့ဆိုရင်ကျမတို့ရဲ့ Future Myanmar Construction ရဲ့ page မှာအသေးစိတ်လာရောက်မြင်မြန်စုံစမ်းနိုင်ပါတယ်ရှင်ကျမနဲ့အတူတူ like ပါကြည့်ရှုပေးတဲ့အတွက်ကြောင့်လူချင်းများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်